ဗီဒီယိုလွှင့်ပြီးတော့မပြောတော့ဘူးဆိုတော့စိတ်ထဲထားတာပြောစရာလည်းကြံသေးတယ်ဘာလဲဆိုတော့ဒီတိုင်းမျိုးကဘုရားဘာသာနိုင်ငံကဟိုဒီကနေ့ဖြစ်တရားဆိုတော့ဖျားစော်ကဘာသာစော်ကဟိုထေကြီးပါကြီးကိုတီသူဆရာပါကျုပ်ဆရာကြီးစော်ကဒင်းတို့ကြောင့်မင်းတို့လည်းငါလည်းကြည်နေကြပြောသေးဘူးချက်ချက်ထင်ရတော့ဘုရားဘာသာတိုင်းကမိစ္ဆာအုပ်ချုပ်လို့ဘာမှမရဘူးမိစ္ဆာအုပ်ချုပ်လို့လည်းမရဘူးအာနာချင်းအုပ်ချုပ်လို့မရဘူးပြောင်းလုံးရရင်ငါနဲ့ပဲဒါပဲဘယ်သူကြိုက်တဲ့လူတော့တယ်တိုင်းပြည်ပေါ့ဘာသာသာနာတိုင်းပြည်ပေါ့ဘုရားမကြည့်ရမလေးစားမလုပ်နဲ့ဘာကတက္ကနာထားဟိုလုံနေလို့ကြောင့်နည်းနည်းပြောပြအားကြောင့်ပြောလို့တော့ဒီလိုလူမျိုးတွေတိုင်းမှာအများကြီးရှိသူတို့ကလူလောကလူကြီးအကြောင်းကိုဝင်မဆုပ်ဆိုအေးစေးနေတယ်ဘုရားတိုင်းမှာဘယ်နိုင်ငံမှာလဲဆိုတော့သိစေချင်တာပြောပြဒီလိုလုံနေလို့လုံခဲ့တဲ့သိတယ်ဒါပေမဲ့ပြောချင်လို့ပြောတာဒါပေမဲ့အရေးမလို့စာရေးပဲနော်အပြင်ကိုတက်လိုက်အောက်ကိုပြင်ဆင်းလိုက်ရဘာလဲသိလားဒီအဲဘာပေါ့အဲ့ဒီစကားလိကြပဲထားလိုက်တာတက္ကနာထားနောက်ဆက်တာဘာဆိုတာသိအောင်အခုလုံနေလူတွေနဲ့လုံရောင်ကြီးအင်းရတာညနေညိုနဲ့ချိန်လှုပ်နေကျန်တဲ့မောင်သွားတဲ့ချိန်ရတာ95ရာတော့အလုံးစိတ်ချရာခိုင်နှုန်းဆိုတော့ဒီနိုင်ငံမှာနေတဲ့နိုင်ငံတွေအကုသိုလ်စိတ်တွေကိုမူတည်တယ်မျိုးလားမျိုးရင်ကိုယ်တိုင်နဲ့ကိုယ်ခံဒါတွေသိမဟုတ်ဘူးဒါနောက်ဆုံးပြောချင်တယ်သူတောင်းပြီးပါလေဘုရားဘာသာမြန်မာနိုင်ငံလူကြီးပါလေအကိစ္စရာတွေပြင်ရှင်းကြပါလေလူချင်းလူမြင်နိုင်ကြပါလေလောကပါလာတရားယူတော့အလူကိုမကြိုးစားနဲ့နော်ဒါတက်တတိကိစ္စဒါနောက်ဆုံးပြောခဲ့ခြင်းပဲဘေးဘုံလောကလူကျလောကမှာစာရည်လည်းရေးခဲ့ပြီးပြောလည်းပြောခဲ့ပြီးအဲ့လိုဆွတ်လို့ဒီတစ်တော့လောကမှာဒါမြင်မတော်တာတွေဘာသာစောကဘုရားစောကဒါတွေတက်လာမြင်မတော်လို့ရှင်းတာဒါပဲလူတွေနဲ့ပြေးအောင်နေချင်တာဒါပေမဲ့လောကပါလာတရားကြီးမှာလည်းဒီလိုလူမျိုးတွေရှိတာသိစေငါနိုင်ငံလုံးမှာတော့ညာတွေပြောခဲ့တာနိုင်ငံလုံးနိုင်ငံသားတွေအေးချမ်းရနေကြပါဘုဒ္ဓမေပုံစံနော်ဟိုလောကဟိုပပဒီယပပဟိုနိုင်ငံသားတွေပြောတရားတွေပြောဟိုသူများပြဿနာကလမ်းမဆုံးကြဘူးအခုဆိုပြောင်းနေကြဒါပါပဲဒီမှာလူနိုင်ငံသားတွေကျမ်းပါဝင်ချမ်းသာပါပြီဒီအနေနဲ့ပြင်ကြပါလေကျန်မျိုးတွေတပြည့်ဒီပါပြင်ကြပါ